Sirona Hotel ဒီနေ့ဆိုရင် Sirona Hotel ရဲ့9လွာကနေပြီးတော့ Sirona Hotel မဟုတ် Hotel ရဲ့ဘေးမှာနောက်ထပ် Sirona Hotel ပေါ့ဗျာအဲ့လိုပဲပြောမလား apartment တစ်ခုရှိတယ် Sirona Hotel အလုံးရန်ကုန်မှာရှိတဲ့ Sirona Hotel Sirona Hotel ရဲ့ဘေးမှာ apartment တစ်ခုရှိတယ်အဲ့ apartment အထက်မြင့်ပေါ့နော်အထက်မြင့် apartment က9လွာနေပြီးတော့ဒီနေ့ဟိုမြင်တွေ့ရသူပြောတော့ဘုတ်ခနဲ့ဆိုလူလိုမျိုးပေါ့ဘုတ်ခနဲ့တို့ပြုတ်ကြလာတယ်ပေါ့ဗျာပြုတ်ကြလာတော့ဘာလဲကြည့်လိုက်တော့လူတယောက်ဖြစ်နေတယ်လူတယောက်ဖြစ်နေတယ်အဲ့လူကဘာလဲဆိုတော့အဲ့လူကအခုတော့ဆုံးသွားပြီပေါ့ဗျာဆုံးသွားပြီဒီနေ့မနေ့ပိုင်းမှာမျိုးသားတူပြုတ်ကြတယ်ပေါ့နော်ဆိုတော့တေဆုံးတဲ့လူကအသက်30လောက်ရှိတယ်အသားဖြူဖြူနဲ့မျိုးသားတူဖြစ်တယ်လို့သိရတယ်ပြောရရင်တော့တရုတ်လူလိုဘာလို့တော့ပြောကြတယ်တေနေလူကထစကားပြောနေတော့ဘာကောင်းလို့ပြောလို့မရဘူးပေါ့သို့တော့တရုတ်လူလိုဘာလို့ပြောတယ်အဲ့တော့ပြောရရင်တော့ဒီ Sirona Hotel ဝင်းတွေကဒီဘက်ဘေးကအဆောက်အထက်ဆောက်ကြီးအဲ့ဆောက်က9လွာပွားနေပြီးတော့ခံမှန်းကြတော့ခုံချတယ်လို့ခံမှန်းတယ်ပေါ့နော်အဲ့တော့ဟိုခုံချတယ်လို့ခံမှန်းပြီးတော့အောက်လျောက်ကအဲ့လူလဲဟိုတော်တော်လေးတည်တယ်လို့ဟိုတည်သွားတယ်ပေါ့ဗျာတည်သွားပြောပြတယ်ပေါ့ဘာဖြစ်တာလဲလို့ကျွန်တော်တို့စုံစမ်းလိုက်တဲ့ခါကျတော့နော်ဒါ Sirona Hotel ရဲ့ဘေးရက်က Sirona Hotel ဝင်းနေရပဲဆောက်ဦးပဲနော်စုံစမ်းလိုက်တဲ့ခါကျတော့ဒီဟာနဲ့ပတ်သက်ပြီးကနဦးသတင်းရရှိမှုပါပေါ့နော်ဒါကရာနှုန်းပြည့်အမှန်လို့ပြောလို့မရသေးဘူးဒါပေမဲ့ကနဦးသတင်းရရှိမှုကဘာလဲလို့မေးရင်ဒီနေ့ကျွန်တော် confirm လုပ်ရတဲ့သတင်းကဘာလဲမေးရင်သူကတမုံညဲဘက်ကလာတာတဲ့နော်မောင်းဝန်းလူမျိုးသားလို့သိရတယ်ဒီမျိုးသားအဲ့ဒါ30လောက်မျိုးသားတမုံညဲဘက်ကလာတယ်မောင်းဝန်းလူမျိုးသားလို့သိရတယ်ပြောရရင်တော့ तू ကကြားတာတော့လိုင်းသားဘက်မှာနဝရေးဘက်မှာ तू လိုင်းသားနဝရေးအရာတွေမှာ तू ကောင်မလေးရှိတယ်လို့သိရတယ် तू ကောင်မလေးနဲ့ तू နဲ့စကားများကြတယ်စကားများကြရင်နဲ့နော်စကားများကြရင်နဲ့ तू ကောင်မလေးကိုရှင်းပြတော့စကားများသူကောင်မလေးကိုဟိုမှာလဲ तू ကောင်မလေးကိုတတ်ခဲ့တယ်လို့သတင်းကြားတယ်နော်ဒါ confirm လောက်ရတာနည်းနည်းခက်သေးလိုက်တာဘက်ကမိန်းကလေးတယောက်တည်တယ်ဆိုသတင်းထွက်ရင်တော့အဲ့ဒါအန်ကိုက်ဖြစ်ပြီပေါ့နော်ဆိုတော့နဝရေးဘက်မှာရှိတဲ့အိမ်ယာထဲမှာအိမ်ယာတစ်ခုထဲမှာသူ့ကောင်မလေးတွေလက်ခွဲဖို့ပြောရင်းနဲ့စကားများရရင်နဲ့ထပြီးတော့ထိုးကြကြရောက်ဖို့ကြတကြဖြစ်ကြတယ်ယူဆတယ်တီလားမတီလားဒဏ်ရာရလားနာကျင်လားထိုးချိတ်ရိုက်နဲ့တပ်ဖြတ်လားတပ်ပုတ်ကြတယ်ပေါ့ဗျာအဲ့လိုပြီးတဲ့နောက်သူပြီးတော့သူ့ကိုယ်သူနဲ့အဆုံးစီရမယ်ဆိုပြီးတော့တည်တန်းစာရေးပြီးတော့သူကပြန်လာတယ် Sirona Hotel လေ hotel ရောက်လာတယ် Sirona Hotel ဒီဘက်ကဟိုဟာကိုဒီဘက်ကအထက်မြို့ပေါ့နော်20နဲ့ဘယ်လိုလွာလဲ6လွာဆိုတာပါလားနော်29လားဘာလားတော့မသိဘူးအဲ့လွာကိုနော်သူကအပေါ်တက်သွားတယ်20အထက်20ကျော်ပေါ့နော်သူတက်သွားပြီးတော့အပေါ်လက်ရောက်တော့အဲ့အောက်ကိုပြီးလဲပြီးတော့အဲ့အပေါ်ကနေပြီးတော့ဒိုင်မန်ထိုးပြီးတော့ပြုတ်ကြတယ်ပြုတ်ကြတော့ပြောရရင်အောက်မှာ Honda Airwave တခုရှိတယ်အဲ့ပေါ်ပြုတ်ကြတော့ခင်ဗျာလူကဘယ်လိုလုပ်ပြီးတော့သေပေါ့ဗျာသေပေါ့နော် Honda Airwave တခုရှိတယ်အဲ့ပေါ်ပြုတ်ကြတယ်အဲ့လိုဖြစ်ပြီးသေတယ်လို့လဲကနဦးသတင်းရရှိတယ်ဆိုတော့ပြောရရင်တော့ဟိုနဝရေးထဲမှာသူ့ဟာသူသမီးသားစကားများရန်ဖြစ်ပါညာဖြစ်ပြီးတော့ကောင်မလေးလေးဟိုမှာတည်ခဲ့ပြီလားဒါမှမဟုတ်လဲဟိုတန်ရာတန်ချက်တွေနဲ့ကြံခဲ့ပြီလားဘာလို့တော့မသိဘူးသူလည်းအဲ့ဒါဒီလေးရောက်ကောသူလည်းအသေးတွေကဟတ်တွေထိပြီးတော့ပေါ့အဲ့ဒါနဲ့ဒီဘက်မှာသူလည်းခုံချတယ်ပေါ့ဗျာဒီလိုမျိုးကျွန်တော်တို့အဲ့လိုသတင်းတော့ကနဦးရတယ်နော်မောင်းလူမျိုးပေါ့နော်မောင်းလူမျိုးအမျိုးသားနော်တာမုံညဲဘက်ကလာတာသိရတယ်ဒါလေးကတော့ရန်ကုန်မှာတည်ဆုံးတဲ့ဟာနဲ့ပတ်သက်ထူးခြားတဲ့သတင်းတွေပါနော်တခါနောက်ထပ်သေဆုံးသတင်းတစ်ခုထူးခြားသတင်းတစ်ခုလည်းရှိသေးတယ်အဲ့ဒါလည်းထူးခြားတယ်ရန်ကုန်မြို့မှာပေါ့ဗျာဒီရန်ကုန်မြို့မှာပဲအမေရိကန်တာတမန်တူပေါ့နော်အမေရိကန်တာတမန်တူအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကဒီတိုင်ဝမ်တာဝန်ထမ်းတူဖြစ်တဲ့တာတမန်တူကနော်တာတမန်တူကိုဒီ Sakura Residence and Hotel အားလုံးသိကြလိမ့်မယ်အင်အားလမ်းပေါ်ပေါ့နော်အင်အားလမ်းပေါ်ကဒီဟိုအင်အားလမ်းနဲ့ဟိုဘက်ကပေါ့နော်တောင်းတယ်တာ Sakura Residence ဆိုလွဲကြည့်ပါတယ်အင်အားလမ်းပေါ်နာမည်ကြီးပါ Sakura Residence and hotel ပေါ့နော်တော့ hotel resident သူlounge stay နေကြတယ်နိုင်ငံသားတွေအများဆုံးနေကြတယ်အဲ့ဒီ hotel ရဲ့အခန်းထဲမှာနော်လွန်ခဲ့တဲ့2ပတ်တော့သေးနေတာဒါပေမဲ့သတင်းကအခုမှစထွက်လာတာဒီသေဆုံးမှုကိုတန်ယုံဘက်ကလည်းဖုံးကွယ်ထားတယ်သက်ဆိုင်ရာဖွဲ့စည်းအကုန်လုံးတန်တမန်အတိုင်းဝိုင်းဖုံးကွယ်ထားတယ်ဒီဆုံးမှုဒါပေမဲ့ဒီသတင်းကို AP ကရေးတယ်နိုင်ငံတကာသတင်းဌာနတွေဖြစ်တယ် AP ကနေရေးတယ် AP ကရေးတော့မှကျွန်တော်တို့ဒီဘက်ကသိရဒီသတင်းလောက်တောင်ဖုံးထားလဲတော့မသိ AP ကတော့ဘယ်နဲ့ဘလို့အစရသွားလဲမသိဘူးရသွားတယ်ရသွားပြီးတော့ AP ကအဲ့မှာအစရပြီးတော့ချက်ချင်းသူတို့မေးတော့ဒီတန်ယုံကတော့ confirm လုပ်ပေးတယ်သူတို့တန်ယုံကဝန်ထမ်းတူတည်ဆုံးနေဆိုတာကိုတော့ဟုတ်တယ်တန်ယုံကဆိုဝန်ထမ်းတူတည်တယ်ဆိုတာတော့ confirm လုပ်ပေးတယ်ဒါပေမဲ့ဘာကြောင့်တည်တယ်ဘလို့တည်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့မသိသေးဘူးဒါတော့သူတို့ပြောရတော့တည်ဆုံးသူရဲ့မိသားစုဝင်တွေသူ့ရဲ့သက်ဆိုင်သူတွေအကုန်လုံးကိုလုံခြုံမှုအတွက်ကိုရေးကရာချက်လက်လုံခြုံရေးအရာဒီချိန်မှာတော့ထုတ်ဖော်ပြောကြားလို့ချင်းမရှိသေးဘူးလို့ပြောတယ်ဆိုတော့ဗျာဒီတန်ယုံဝန်ထမ်းတည်တဲ့ကိစ္စကိုအမေရိကန်တန်ယုံမှာဖုံးကွယ်ထားတယ်ပြီးတော့ဒီကိစ္စကိုသူတို့ဘာမှထုတ်ဖော်ပြောလို့ချင်းမရှိသေးဘူးတည်တာတော့သူတို့ဒီပြူပေးတယ်လို့ပြောတယ်ဆိုတော့တန်ယုံဝန်ထမ်းအဆင့်တည်တယ်ဆိုတာခင်ဗျာနည်းနည်းတော့ထူးခြားတဲ့ကိစ္စတခုနော်ထူးခြားတဲ့ကိစ္စတခုပေါ့အဲ့တော့ဒီမျိုးသားက Sakura Residence မှာ
residence hotel မှာပေါ့နော်သူကလွန်ခဲ့တဲ့2ပတ်လောက်ကလေးက2ပတ်ကျော်အဲ့မှာသူနေနေတာ lounge ရှိနေတယ်ပေါ့နော်နေနဲ့အဲ့ဒီမှာတေဆုံးတာကိုသိတယ်တေဆုံးတာတွေ့ရတယ်ဆိုပြီးတော့တန်တပန်တိုင်းဝက်တချို့ကပြောတယ်တွေ့ရတယ်ဆိုပြီးတော့ဒါအမေရိကန်တိုင်းဝက်အသက်တာဖြစ်နေပေါ့အဲ့ဒီအတွက်ဒီအမှုတွေတန်တရားရှိတဲ့လူတွေကိုစုံစမ်းလိုက်တဲ့အခါမှာထိုင်းအမျိုးသမီးတူကိုထိန်းသိမ်းထားတယ်လို့သိရတယ်နော်ထိုင်းအမျိုးသမီးကိုထိန်းသိမ်းထားတယ်ထိုင်းအမျိုးသမီးကိုထိန်းသိမ်းထားတယ်ဆိုတာအကြောင်းရင်းကထိုင်းအမျိုးသမီးနဲ့အဲ့ဒီအမေရိကန်နိုင်ငံသားတွေကဒီအခန်းမှာသူနေတဲ့အခန်းမှာအတူတူရှိခဲ့တယ်လို့ကောက်ချက်ချလို့ရလို့ဒီအခန်းထဲမှာတူရှိလို့ကောက်ချက်လို့ဒါဒီမျိုးသားတည်ဆုံမှုနဲ့ပတ်သက်ထိုင်းမျိုးသမီးကိုဖမ်းတယ်လို့ယူဆရတယ်ဒါပေမဲ့ဒီကိစ္စကိုရဲတပ်ဖွဲ့ကအသေးစိတ်စုံစမ်းဖော်ထုတ်မှုတွေလုပ်တယ်အမေရိကန်တန်ယုံကလည်းဒါကိုသူတို့လူသေးတဲ့ခါကျတော့မေးပြီပေါ့ဗျာမြန်မာဆိုတော့ကဲမင်းတို့ဖော်ထုတ်ဘယ်သူလဲအဲ့ဒါဒီဖြစ်စဉ်ကဖော်ထုတ်ပေးပါစုံစမ်းပေးပါဆိုလို့တော့ဒါအမေရိကန်သားပဲသူတို့ဘက်ကလည်းသူတို့နောက်ကနေသူတို့စုံစမ်းလိမ့်မယ်မြန်မာဆိုရရဲတပ်ဖွဲ့လည်းစုံစမ်းလိမ့်မယ်ဒါစုံစမ်းတယ်ထိုင်းမျိုးသမီးကိုလည်းမြန်မာဆိုကဖမ်းထားတယ်ဖမ်းထားပြီးတော့စစ်ဆေးမှုတွေလုပ်နေတယ်နော်ရဲစခန်းမှာစစ်ဆေးမှုတွေလုပ်နေတယ်အဲ့တော့ဟိုတယ်ဘက်ကလည်းဒီသတင်းကိုတက်နေတော့ဖုံးထားတယ်စာကူရစီတန်ဘက်ကလည်းဖုံးထားပုံရတယ်မီဒီယာတွေကိုပေးမသိကြဘူးပေါ့နော်ပေးမသိအဲ့တော့ထိုင်းနိုင်ငံရေးဝန်ကြီးဌာနဘက်ကလည်းဒီကိစ္စကိုသိပြီးတော့အတန်မထွက်ဘူးဆိုတော့ထူးခြားတာကဒီအမျိုးသားနဲ့ဒီမျိုးသမီးပေါ့နော်ဘလို့ဖြစ်လို့ဒီဟိုတယ်မှာသူတို့နှစ်ယောက်ကအတူရှိတယ်လဲဆိုတော့မျိုးသားနဲ့အမျိုးသမီးဆိုမှတော့ဗျာဟိုတယ်မှာအတူရှိတယ်ဆိုမှတော့ဒါဟိုတယ်မှာချိန်ပြီးတော့ကကြတာမဟုတ်တာပဲနော်ဟိုတယ်မှာချိန်ပြီးတော့ဖဲကြတာမဟုတ်တာပဲတခုတော့တခုဖြစ်လိမ့်မယ်ဒါကြည့်ရတာအမေရိကန်နိုင်ငံသားတန်ယုံကအမေရိကန်တန်ယုံနိုင်ငံသားတန်ယုံကဝန်ထမ်းပေါ့နော်အမေရိကန်နိုင်ငံသားဝန်ထမ်းကထိုင်းအမျိုးသမီးနဲ့သူကကြည့်ရတာသူတို့ချင်းကြည့်ရဒိတ်ကြပုံရပါတယ်ဒိတ်ကြပြီးတော့ဘားတွေမှာတခုမှစုံမဲ့ခင်ညမြင်ညလည်းရှိနိုင်တယ်ရင်းနှီးတယ်လည်းဖြစ်နိုင်တယ်ဘားတွေမှာစုံမဲ့ဟိုမှာစုံနေစုံနေဒိတ်ပြီးတော့ဟိုတယ်မှာခန်းထဲမှာသူတို့သွားပြီးတော့ဒိတ်ကြမယ်ပေါ့ဗျာဒိတ်ကြရင်းနဲ့ခုမှစဒိတ်တဲ့ပုံဖြစ်နိုင်သလားဒါမှမဟုတ်နောက်အရင်ကတည်းကစပြီးဒိတ်နေတာလားနောက်ဂျားထဲမှာသူတို့နှစ်ယောက်ဂျားထဲမှာသဘောထားမတိုက်ဆိုင်စရာရှိနေသလားဘာလားနောက်တစ်ခုကအမေရိကန်နိုင်ငံသားဒီဟွာကိုထိုင်းဟွာကနေပြီးတော့တရှိုလောက်တာလားမျိုးစုံပေါ့ဗျာမေးကြတယ်အများကြီးပဲမေးတယ်အများကြီးဖြစ်တော့ဒီသတင်းကိုတော့ဒီသက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေလည်းသတင်းကိုစုံစမ်းဖော်ထုတ်နေတဲ့ကာလမို့တော့မသိဘူးမထုတ်ပြန်ဘူးအမေရိကန်တိုင်းကလည်းမထုတ်ပြန်ဘူးဒါပေမဲ့တေးတဲ့လူကတည်သွားပြီဖန်ခံထားတဲ့လူကဖန်ခံထားပြီးနောက်ဆက်တွဲကွင်းဆက်တွေကိုတော့သက်ဆိုင်ရာတန်ယုံတာဝန်ရှိသူတွေကိုတော့အစိုးရအဖြေပေးရလိမ့်မယ်လို့ယူဆတယ်အဲ့တော့အမေရိကန်နိုင်ငံသားတည်တယ်မြန်မာနိုင်ငံထဲမှာတည်တယ်ဟိုတယ်ထဲမှာတည်တယ်ကောင်မလေးတယောက်နဲ့တွေ့တယ်ကောင်မလေးတယောက်ကိုဖမ်းထိုင်းမျိုးတွေဖမ်းထားတယ်ဒါတွေကကွင်းဆက်ဆက်ဆက်မယ်ဆိုရင်ခင်ဗျားတို့ခေါင်းထဲမှာတစ်ခုခုတော့ရှိလိမ့်မယ်လို့ယူဆတယ်ဘာကြောင့်ဆိုတော့ကျွန်တော်တို့မမှန်းလို့အဲ့ဒါခင်ဗျားတို့ပြည်သူလူတွေးရကြိုက်သလိုတွေးလို့ရတယ်ကြိုက်တာတွေးလို့ရတယ်နော်ဆိုတော့ကျွန်တော်တို့ယောက်ျားတွေမျိုးသားတွေအနေနဲ့လည်းမျိုးသားတောင်ကတွေးမျိုးသူတွေလည်းမျိုးသူရှုထောင်ကတွေးကြိုက်တဲ့ရှုထောင်ကတွေးဘလို့တွေးချင်သလိုတွေးတေးကြတာတော့ဟိုကောင်အထဲမှာတော့အမေရိကန်နိုင်ငံသားတည်သွားတယ်ပေါ့နော်ဒါတော့ဖြစ်သွားတယ်ဆိုတော့ဒီဖြစ်စဉ်လေးလည်းနည်းထူးကြရတဲ့သတင်းအထူးသဖြင့်ဖုံးကွယ်ထားခြင်းအပြင်ပိုထူးကြတယ်အချက်လက် information အမှန်မပေးကြဘူးမပြောကြဘူးအစိုးရတာယုံနေမထုတ်ပြောဆိုမထုတ်ပြောဆိုရဲဒီနှစ်ယောက်ရဲ့ပတ်သက်မှုတွေမှာနောက်ကွယ်မှာမြုပ်နေတဲ့ဇာလန်းလေးတွေတခုရှိနေပုံရတယ်ဆိုတော့ကျွန်တော်တို့ခံမှန်းမိသွားတယ်ပေါ့နော်ဒါ